အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုဖိုင်ကတော့ဒီတော့ရည်သက်20လီတာဘူးတွေကိုထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ဒီစက်ရုံအလုပ်အယုံတွေအတွက်ရည်ရွယ်ထားတဲ့ application တစ်ခုအသုံးပြုပုံကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာapplication နာမည်ကတော့ကျွန်တော်တို့လောလောဆယ်ရေချမ်း POS လို့ပေးထားပါတယ်ဒါကြောင့်ကျွန်တော်တို့က stat လေးကိုနှိပ်လိုက်ပါမယ်stat ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့က application ဝင်တဲ့အချိန်မှာကျွန်တော်တို့က admin လား user လားပေါ့လေ admin ကတော့ဒီစက်ရုံရဲ့အုပ်ချုပ်မှုပိုင်းကလူတွေသုံးဖို့ပေါ့လေ user ဆိုတာကြောင့်ကျွန်တော်တို့ကိုယ့်ရဲ့စက်ရုံကိုရေတံဘူးတွေကိုဖြန့်ဖြူးတဲ့ဒီလမ်းကြောင်းတွေပေါ့လေလမ်းကြောင်းဥပမာ1 2 3 4လမ်းကြောင်း၄ခုရှိတယ်ဆိုလို့ရှိရင်လမ်းကြောင်း၄ခုမှာအသုံးပြုဖို့အတွက်ရည်ရွယ်ထားတယ်ပေါ့လေအဲ့တော့ user ကိုနှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလမ်းကြောင်း၄ခုရှိတယ်ဆိုလဲကိုယ်ဆက်အောင်မှာ၄ခုပေါ့လေလောလောဆယ်တော့ကျွန်တော်ဒီadmin အနေနဲ့ဒါဝင်လိုက်မယ်ပေါ့လေ sign in နှိပ်လိုက်ပါမယ်ခဏလေးစောင့်ပါမယ်ဒါဆိုကျွန်တော်တို့က application တွေကိုရောက်သွားပါပြီapplication ရောက်သွားမှာဆိုရင်ကျွန်တော်တို့ဒီမှာနှစ်ခုတွေ့ရပါလိမ့်မယ်ဒီရေချမ်း POS ပေါ့လေအဲ့မှာ admin အနေနဲ့ဒါကျွန်တော်တို့ကတွေ့နေရပြီဆိုတော့စုစုပေါင်းဒီကိုယ့်ရဲ့ဒီရေတံဘူး20လီတာဘူးတွေဝယ်ထားတဲ့ customer 6ယောက်ရှိတယ်ပေါ့ဗျာနောက်ပြီးဒီဘက်က55ဘူးဆိုတာတော့ကျွန်တော်တို့ဘူးတွေချထားတဲ့အရေးအတွက်ပေါ့လေလမ်းကြောင်းတော့4ခုရှိတယ်ပေါ့လေအဲ့တော့ customer တစ်ယောက်ကျွန်တော်တို့ကအသစ်ထည့်မယ်ဆိုလို့ရှိရင်ဒီ add new ကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က way ထားပါတော့ way 1ထဲမှာရှိတဲ့ customer ဒီ customer နာမည်ကထားပါတော့အောင်ဒီ customer နာမည်ထားပါတော့အောင်လင်းဆိုတဲ့တယောက်ထားပါတော့ဗောနော်ဖုန်းနံပါတ်က09 1234569ထားပါတော့address ကတော့ထားပါတော့ထားပါတော့ပကံလဲတောင်းရှိကထားပါတော့တောင်းတကုန်းဆိုတောင်းတကုန်းပေါ့လေသူ့ကိုချထားတဲ့ဘူးရအတွက်ကထားပါတော့ငါးဘူးချထားမယ်ပေါ့နော်ဘူးပေါင်ကြီးကတော့တဘူးကိုဘယ်လောက်နှုံးနေဥပမာတဘူးကို9000မှုနှုံးနေဆိုလို့ရှိရင်2000ခွဲပေါ့လေ2000ခွဲโอเคအဲ့ဒါလေးကိုကျွန်တော်တို့က submit လုပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီ customer ရဲ့ဒီစာရင်းထဲမှာဝင်သွားပြီးတော့စုစုပေါင်း customer 9ယောက်ဖြစ်သွားမယ်ပေါ့လေချထားတဲ့ဘူးရတော့က55ဘူးကနေဘူး60ဖြစ်သွားတယ်ပေါ့လေအဲ့တော့ customer ထဲမှာလာကြည့်တယ်ဆိုလို့ရှိရင်လည်းကျွန်တော် way 1ထဲမှာလမ်းကြောင်း1ထဲမှာဒီအောင်လင်းဆိုတဲ့ customer ရောက်သွားပြီပေါ့လေအဲ့လိုအောင်လင်းကို customer တယောက်ဖြစ်လိုက်ပြီဆိုတာနဲ့သူ့ရဲ့ location မှာတခါတည်းကျွန်တော်တို့ကပေါ်ပြီးသားဖြစ်တယ်ဒီမှာဘူးပေါင်ကြီး2000ခွဲနဲ့ဒီငါးဘူးချထားတယ်ဆိုတဲ့အရေးတော့ပေါ်လာပြီပေါ့လေ okay အဲ့တော့ customer မှာစီလို့ချင်းကျွန်တော်လမ်းကြောင်းဒီ alike customer တွေရှိနေတာလေးကိုကျွန်တော်တို့ကတွေ့နေရပါမယ်admin အနေနဲ့ပေါ့လေ okay အဲ့တော့ new ကိုခေါ်ပြီးတော့ customer တယောက်ကိုစာရင်းသွင်းလိုက်တာဖြစ်တယ်ပေါ့နော်ဒီဘက်ကအနီရောင်လေးဖြစ်သွားတာဆိုတော့ list 1ဆိုတာတော့ကျွန်တော်တို့ကထားပါတော့ပေါ့နော်ဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လမ်းကြောင်းနှစ်မှာရှိတဲ့ဒီအောင်သူရဆိုတဲ့ customer တယောက်ကသူ့ကို9ဘူးချထားတယ်ပေါ့နော်သူနောက်ဆုံးဝယ်သွားတဲ့ date ကကြတော့9လပိုင်း16ရက်နေ့ကနောက်ဆုံးဝယ်သွားတယ်အခုက9လပိုင်း20ရက်နေ့ဖြစ်တယ်ပေါ့လေအဲ့တော့ငါးဘူးယူထားတဲ့သူတွေကိုကျွန်တော်တို့နောက်ဆုံးဝယ်ထားတဲ့ date နဲ့အဲ့ထက်ကျွန်တော်တို့က4ရက်လောက်ဖြစ်လာတယ်ဆိုလို့ရှိရင်ဒီနေ့မှာအဲ့ဒီ customer ကိုသွားရမယ်ဆိုတဲ့ဟာကို application ကနေမှဒီလိုအနီရောင်လေးနဲ့ပြပါမယ်အဲ့လိုပြလိုက်လို့ရှိရင်ကိုယ့်ရဲ့သက်ဆိုင်ရာလမ်းကြောင်းမှာလူတွေကဝေးနှစ်လမ်းကြောင်းနှစ်ကလူတွေကဒါဒီအိမ်ကိုသွားပြီးတော့ရေတံမှုလဲပြီးတော့အသစ်ချပေးအောင်ပါပဲပေါ့နော်အဲ့လိုရောက်သွားပြီဆိုလို့ရှိရင်ဟိုမှာ location မသိရင်ကျွန်တော်တို့ဒါမျိုးလေးကြည့်လိုက်လို့ရတယ်နောက်တစ်ခုကကျတော့ add quantity ဒီ okay ဒီအိမ်ကဘယ်လောက်ယူမယ်ဆိုရင်ထားပါတော့နောက်ထပ်ဘူး10ဘူးထပ်ယူမယ်ထားပါတော့ဗျာအဲ့ဒါဆိုလို့ကျွန်တော်တို့က10ဘူးထည့်လိုက်လို့ရှိရင်ဒီ list ထဲကနေဒီ customer ကမရှိတော့ဘူးပေါ့လေမရှိတော့ဘဲနဲ့သူ့ရဲ့အရောင်းကကျွန်တော်တို့ဒီ sale ဆိုတဲ့အရောင်းထဲမှာကျွန်တော်တို့သွားကြည့်လိုက်လို့ရှိရင်ဒါဒီနေ့20ရက်နေ့ဒီနေ့အရောင်းဆွမ်းနာပြောတဲ့လမ်းကြောင်းနှစ်ထဲမှာရောင်းသွားတဲ့ဒီ10ဘူးရောင်းသွားရဆိုတာကိုလာပြီးပေါ်နေပြီပေါ့လေဒါကတော့ဒီနေ့အရောင်းဖြစ်တယ်လမ်းကြောင်းနှစ်က10ဘူးရောင်းထားတယ်9000ဘူးရောင်းထားတယ်လမ်းကြောင်းတခြားလမ်းကြောင်းတွေတော့မရောင်းအောင်သေးဘူးဗျာနမူနာပေါ့နော်ဒါတော့ဒီနေ့အရောင်းအတွက်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဘက်မှာကျတော့ daily sale ပေါ့နေ့တိုင်းအရောင်းတွေကိုတော့ကျွန်တော်တို့ကဒီ daily sale ထဲမှာလာပြီးတော့ကြည့်ပါမယ်okay ဒါဆိုရင်ခုနရောင်းထားတဲ့သူဖြစ်တယ်ပေါ့နော် okayအဲ့လိုဖြစ်သွားပြီအဲ့တော့ item ကတော့ကျွန်တော်တို့က20လီတာဘူးတွေကိုဘယ်နှဘူးထုတ်ထားတယ်ပြီးလို့ရှိရင်ဘယ်နှဘူးရေတွက်ရှိထားတယ်ပေါ့လေဒါလေးတွေကတော့စာရင်းသွင်းဖို့ပေါ့လေအဲ့တော့ customer တွေကတော့ခုနစာရင်းသွင်းထားတဲ့ customer တွေကဖြစ်တယ်ပေါ့နော်
နောက်ပြီး dispatch ဆိုတာကြောင့်ကျွန်တော်တို့တရက်ကိုလမ်းကြောင်းတွေသွားမယ်ဆိုလို့ရှိရင်ဘယ်လမ်းကြောင်းကဘယ်နှဘူးထုတ်သွားဆိုတာကိုကျွန်တော်တို့ကဒီမှာစရင်းသွင်းမယ်ပေါ့လေဥပမာဒီနေ့20နဲ့ဆိုလမ်းကြောင်း1ကထားပါတော့ဗောနော်လမ်းကြောင်း1ကဘူး90ထုတ်သွားတယ်ဆိုကျွန်တော်တို့ကဒီမှာစရင်းမှတ်သွားမယ်နောက်ထပ်လမ်းကြောင်း2ကထားပါတော့ဘူး80ထုတ်သွားတယ်ဆိုလည်းဘူး80ပေါ့အဲ့လိုစရင်းမှတ်လိုက်မယ်။ Okay အဲ့မှာကြည့်မယ်ဆိုလမ်းကြောင်း2ဒီနေ့တိတ်လမ်းကြောင်း2ကဘူး80ထုတ်သွားတယ်လောလောဆယ်တော့10ဘူးကြောင်းထားပြီသူစီမှာ80ကျန်သေးတယ်ဒါဒီနေ့အရေးအတွက်ကိုကျွန်တော်တို့ကသိရတယ်ပေါ့လေ။ Okay လမ်းကြောင်း3ကကျတော့စုစုပေါင်းဘူး90ထုတ်သွားတယ်ဆိုလည်းကျွန်တော်တို့စရင်းလေးတွေတွင်းလိုက်မယ်။လမ်းကြောင်း4ဆိုလည်းစုစုပေါင်းဘူး80ထုတ်သွားတယ်ဆိုလည်းဘူး90ပေါ့လေဒါတခြားလမ်းကြောင်းတွေတော့မရောင်းသေးတို့ကြောင့်မလို့ရောင်း quantity ကို balance ရတော့တက်မလာသေးဘူးပေါ့လေအဲ့လိုစရင်းလေးတွေတွင်းထားရပေါ့လေနော်ဒါကတော့အထုပ်စင်းဖြစ်တယ်အယောင်စင်းကတော့ခုနဒီနေ့အယောင်ရဲ့နေ့တူကအယောင်တွေကိုဒီလိုကျွန်တော်တို့ကကြည့်လို့ရပါတယ်။ Okay ဒီဘက်ကဟာကျတော့ဗာလဲဆိုရင် dashboard ခေါ်တာပေါ့ dashboard ကကျတော့ဒီနေ့ဒီလတလားစာကျွန်တော်တို့ကတရားကိုကြည့်လိုက်တာနဲ့ရှင်းသွားတယ်ပေါ့လေလမ်းကြောင်း1က9သိန်းကျော်ကိုရောင်းထားတယ်လမ်းကြောင်း2က10သိန်းကျော်လမ်းကြောင်း3က9000လမ်းကြောင်း3ကလမ်းကြောင်း4ကကျတော့2000ခွဲဖို့ဒါမျိုးတွေကျွန်တော်တို့ကရောင်းထားတယ်ပေါ့လေဘူးရတက်ကဆိုလို့စုစုပေါင်း410ဒီလရောင်းထားတာမျိုးရှိတယ်အဲဒါက borders and deposit ဆိုတာကြောင့်ကျွန်တော်တို့ကစုစုပေါင်းဘယ်နှဘူးချထားပြီးတာလဲဘူးပေါင်းကြီးစုစုပေါင်းဘယ်လမ်းကြောင်းမှာဘယ် customer ရေတွက်မှာဘယ်လောက်ရှိလဲဆိုတာတွေကျွန်တော်တို့ဒီမှာလာပြီးတော့အနည်းချုပ်လာကြည့်လို့ရတယ်ပေါ့လေဥပမာလမ်းကြောင်းတက်မှာဆိုရင် customer 3ယောက်ရှိတယ်ချထားတဲ့ရေတွက်ကဘူးရေတွက်က25ဘူးဘူးပေါင်းကြီး6000ခွဲပေါ့လေကျွန်တော်တို့ဒါမျိုးတွေရှင်းရှင်းလင်းလင်းနဲ့ကိုယ့်ရဲ့တလားစာကိုကြည့်လို့ရတယ်ပေါ့ဗျာเนาะအဲ့တော့ဒီဟာဒီအရန်ရွှေရှင်းတဲ့ application ဖြစ်ပါတယ်ဒါကတော့ကျွန်တော် admin အနေနဲ့ဒါဝင်ထားတယ်ပေါ့လေokay နောက်ထပ်ကျွန်တော်ကဟိုပါပေါ့user အနေနဲ့ဝင်ပြီးဒါထပ်ပြီးတော့tiêuပြပါမယ်ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့က step ကိုနှိပ်လိုက်မယ်user အနေနဲ့ဝင်လိုက်မယ် user အနေနဲ့ဝင်လိုက်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကထားပါတော့ user တက်နေပဲဝင်လိုက်ပါမယ် okay လမ်းကြောင်းတက်မှာလူတွေကဒီလိုမျိုး application ကိုဝင်သွားမယ်ဒါလမ်းကြောင်းတက်ဆိုလို့ရှိရင်လမ်းကြောင်းတက်က customer 3ယောက်ရှိတယ်ချထားတဲ့ဘူးရတဲ့က25ဘူးဖြစ်တယ်ပေါ့လေအဲ့တော့သူကလည်း customer တက်ဆိုလို့ကျွန်တော်တို့စာရင်းဖြည့်လိုက်ရတယ် list ဆိုတာကြတော့ဒီနေ့အဲမှာတွားရမယ့် list အနေနဲ့ application ကဒီနေ့ list မရှိဘူးပေါ့လေအဲ့ဒါကတော့အဲ့လိုပြနေမယ်ဒါကတော့ customer ကတော့ဒါလမ်းကြောင်းတက်နဲ့ဝင်ထားတာဖြစ်တဲ့ကြောင့်လမ်းကြောင်းတက်ရဲ့ customer ဒါလေးပြမယ်ဟာပဲဖြစ်တယ်ပေါ့နော်ကိုလမ်းကြောင်းနဲ့ကိုပဲ customer ပြတယ် dispatch ဆိုရင်ဘယ်လမ်းကြောင်းတက်ကဘယ်လောက်ထုတ်သွားဆိုတာပြပါမယ်အထုပ်စင်းပေါ့လေဒါ sale ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ကလမ်းကြောင်းတက်ရဲ့ဒီအယောင်းတွေကိုပဲ daily sale မှာလာပြီးပြနေပါလိမ့်မယ်ဒါဆိုလမ်းကြောင်းတက်က19ရက်နေ့ဘယ်လောက်ရောင်းထားတယ်16ရက်နေ့ဘယ်လောက်ရောင်းထားတယ်လမ်းကြောင်းတက်သီးသန့်သာလင်းပြနေပါလိမ့်မယ် admin ဆိုရင်တော့အကုန်လုံးပြတယ်ပေါ့လေ dashboard ကကျတော့ရှင်းပါတယ်ခုနလိုမျိုးပဲအကုန်လုံးကျွန်တော်တို့ကတရားကိုကြည့်လိုက်တာနဲ့ဘယ်လမ်းကြောင်းကဘယ်လောက်ရောင်းထားတယ်ဘယ်နှဘူးရောင်းထားတယ်အမောင်ဘယ်လောက်ရတယ်ဘူးပေါင်းကြီးကဘယ်လောက်ဆိုတာအစကျွန်တော်တို့ကအကုန်လုံးသိရတယ်မြင်ရတယ်ပေါ့လေ okay ဒါကြောင့်မလို့ကိုယ့်ရဲ့လမ်းကြောင်းနဲ့ပဲကိုဝင်သွားပြီးတော့ application ကိုအလုံးလုံးလဲဆိုလို့ရှိရင်ဒီ passion အနေနဲ့ကကြတော့ကိုစက်ရုံကဘယ်လောက်အဝင်ထွက်ရှိနေလဲဘယ်လောက်ရောင်းထားလဲဘယ်လမ်းကြောင်းတွေကအလုပ်ဖြစ်နေသလဲကျွန်တော်တို့ဒါမျိုးလေးတွေအလွယ်တကူသိရနိုင်ပါတယ်အရန်ရုပ်ရှင်လွယ်ကူတဲ့ application ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ